အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီခေတ်ကြီးထဲမှာဖုန်းတွေနာရီတွေကစမတ်ထစ်နေပြီအခုကျွန်တော်တို့မျက်မှန်တွေလည်းစမတ်ထစ်လာပါပြီဒီစမတ် glass ဒီဟာဖုန်းမျက်နှာပြင်ကိုတင့်မျက်လုံးရှေ့တဲ့တဲ့ကိုဆွဲယူလာသလိုတစ်ချိန်တည်းမှာပဲ artificial intelligence နဲ့ augmented reality စနစ်တွေပါပုံဆက်ထားပါတယ်ဒီနေ့မှာတော့ကမ္ဘာအကောင်းဆုံး smart glass 5 မျိုးကိုကျွန်တော်တင်ဆက်ပေးမှာဖြစ်ပါတယ်ကြီးစုသူတွေအနေနဲ့ဘယ်ဟာက design အကောင်းဆုံးလဲဘယ်ဟာကရုပ်ထွက်အကောင်းဆုံးလဲဆိုတာဆုံးဖြတ်သူအတွက်အတူတူလေ့လာကြည့်အောင်ပထမဆုံးနံပါတ်1ကတော့ Meta Ray-Ban Gen 2ပါဒါကပုံမှန် Ray-Ban မျက်မှန်အတိုင်းပဲဒါပေမဲ့သူက AI စနစ်နဲ့ပေါင်းစပ်ထားတဲ့ကင်မရာမျက်မှန်ဖြစ်ပါတယ်သူရဲ့ထူခြားချက်က Meta AI ကိုအသုံးပြုပြီးပတ်ဝန်းကျင်ကအရာတွေကိုမေးမြန်းနိုင်တာပါဥပမာဒီအပယ်နာမည်ကဘာလဲလို့မေးလိုက်ရင်ချက်ချင်းဖြေပေးနိုင်ပါတယ် content creator တွေအတွက်12 megapixel ကင်မရာနဲ့ 3K ဗီဒီယိုရိုက်ကူးနိုင်တာကလည်းအားသာချက်ပါပဲနံပါတ်5ကိုအရင်ပြောရအောင် Solos Ergo 3ဟာမျက်နှာပြင် screen မပါဘဲနဲ့ smart မျက်မှန်ပါဒါဆိုဘာလုပ်လို့ရလဲအဓိကကတော့ AI audio စနစ်နဲ့ live translation ပါစာဖတ်နေညာမလို့ပဲ ChatGPT 4 AI ကိုသုံးပြီးအတန်နဲ့မေးခွန်းတွေမေးနိုင်တယ်နိုင်ငံသားတွေနဲ့စကားပြောရင်တပြိုင်နက်တည်းဘာသာပြန်ပေးနိုင်တဲ့အတွက်ခရီးသွားတွေနဲ့စီးပွားရေးသမားတွေအတွက်အလွန်အသုံးဝင်ပါတယ်အခု AR display ဘိုင်းကိုလာပါပြီနံပါတ်2ကတော့ X-Real ပါအယုတ်ထွက်အရေးသွေးကအလွန်ကောင်းမွန်ပြီးအများသူကြားထဲမှာကိုယ်ပိုင်မျက်နှာပြင်နဲ့အလွန်လှုပ်ခြင်းရုပ်ရှင်ကြည့်ခြင်းနဲ့ game ကစားခြင်းတွေလုပ်နိုင်ပါတယ်မျက်နှာပြင်ကျဲကြီးလိုချင်သူတွေအတွက် X-Real ကပြိုင်ဘက်မရှိပါဘူးနံပါတ်3 Rayneo Air 3S Pro ကလို့ X-Real ရင်းစွမ်းဆောင်ရည်မျိုးကိုဈေးနှုန်းချိုစွာသွားပေးစွာနိုင်တဲ့ကြောင့်လူကြိုက်များပါတယ်သူ့မှာ120Hz refresh rate နဲ့တောက်ပတဲ့ micro OLED display ပါဝင်တဲ့ကြောင့်ရုပ်ထွက်ကအရန်ကောင်းပါတယ်အိတ်ဆောင်ကိုပိုင်ရုပ်ရှင်ရုံလို့အသုံးပြုနိုင်ဖို့ smartphone အများစုနဲ့ချိတ်ဆက်နိုင်တဲ့အကြောင်းလူကြိုက်များပါတယ်နောက်ဆုံးနံပါတ်4 feature Llama Pro ကတော့ gamer တွေအတွက်အထူးအသင့်တော်ပါတယ်သူ့ရဲ့ display ကတခြား AR glass ထက်ပိုမိုတောက်ပပြီးမြင်ကွင်းကျယ်ပါဝင်ပါတယ်အထူးသဖြင့်မျက်စိအားနည်းသူတွေအတွက်ကိုယ်ပိုင် diopter ကိုမျက်မှန်မှာတတ်ဆင်နိုင်တဲ့စနစ်ထည့်သွင်းပေးထားတာကလည်းအားသာချက်တစ်ခုပါပဲကဲဒီ smart glass 5 မျိုးကိုကြည့်ပြီးတဲ့အခါမှာသင်က design နဲ့ AI ကိုအဓိကထားရင် Meta Ray-Ban ရုပ်ထွက်ကောင်းတဲ့မျက်နှာပြင်နဲ့အလုပ်လုပ်ခြင်း X-Real ဒါမှမဟုတ် Rayneo ကိုရွေးချယ်သင့်ပါတယ်ဘာသာပြန်ဖို့ဆိုရင်တော့ Solos Ergo 3ကိုရွေးချယ်သင့်ပါတယ်ဒီ smart glass ထဲမှာဘယ်ဟာကသင်အကြိုက်ဆုံးလဲဘယ်ဟာကိုဝယ်ယူဖို့စိတ်ဝင်စားတယ်လဲဆိုတာကို comment မှာရေးသားပေးခဲ့ပါဗီဒီယိုကိုကြိုက်နေတဲ့တဲ့ဆိုရင် like နဲ့ subscribe လုပ်ဖို့မမေ့ပါနဲ့နော်နောက်ထပ်စိတ်ဝင်စားစရာနီးပီးတဲ့ဗီဒီယိုတွေနဲ့ပြန်တွေ့ကြပါမယ်